ဒီနေ့သင်ခန်းစာဗီဒီယိုမှာ present tense နဲ့ interrogative sentences မေးခွန်းစာကြောင်းဘယ်လိုလုပ်လဲဆိုတာကိုသင်ပေးမယ် interrogative sentence ဆိုတာမေးခွန်းစာကြောင်းကိုပြောတာပထမဦးဆုံးဒီ subject တွေပဲ I we you they plural noun ဆိုရင်အရှိက do နဲ့မေးခွန်းမေးရမယ်အရင်ဆုံးမေးခွန်းဆိုတော့ do လာမယ်ပြီးရင် I we you they plural noun အဲ့ဒီစကားလုံးတွေတစ်ခုခုလာမယ်ပြီးရင်နောက်က verb လိုက်ရမယ်ဒီပုံစံအတိုင်းပဲဖြစ်ရမယ် do လာမယ် subject လာမယ်ပြီးရင် verb လာမယ်ပြီးတော့မှနောက်ကကျန်တာတွေကိုဆက်ရေးမယ် I water the plants ငါတစ်ပင်ရေလောင်းတယ်အဲ့တော့ present tense နဲ့ရေးထားတဲ့ဒီချိန်တော့မေးခွန်းက do နဲ့ပဲရေးရမယ်ကိုမေးရဆိုရင်တော့ do I water the plants do ပြီးရင် subject ပြီးရင် verb အဲ့အစင်လိုက်တိုင်းဖြစ်လာဆိုတော့ပြန်ပြီးတော့စစ်မယ်ဒီချက်ဒီနားမှာ I ကို you ပြောင်းလို့မရဘူးလို့ဆိုတော့ရတယ်ကိုမေးတဲ့ပုံမှာမူတည်ကိုကသူများအောင်မေးရဆိုရင်တော့ do you water the plants ပေါ့ကိုပါကိုပြန်ပြီးတော့မေးရတဲ့ပုံဆိုရင်တော့ do I water the plants ဒီချက်ကတော့ဒီတိုင်းပဲမပြောင်းတော့เนาะ we grow the plants ငါတို့အပင်တွေစိုက်တယ်အဲ့တော့ငါတို့အပင်တွေစိုက်လားဆိုပြီးတော့မေးခွန်းမေးချင်တာဘာနဲ့စမလဲ we ဆိုတော့ do နဲ့ပဲစရမယ် does နဲ့မရှိဘူးမေးခွန်းဆိုတော့ဘာထည့်မှာတော့ question mark ထည့်ရမယ်မေးခွန်းစကားလုံးပါတယ် subject ပါတယ်ပြီးရင် verb ပါမယ်အဲ့အစင်တိုင်းဖြစ်ရမယ်You visit your aunt's house မင်းကမင်းအတော်အိမ်ကိုသွားလဲတယ်အဲ့တော့မင်းကမင်းအတော်အိမ်ကိုသွားလဲလားလို့မေးချင်တယ် you ဆိုတော့ do နဲ့တွဲမှာလား does နဲ့တွဲမှာလား do you visit ဘာမှပြောင်းပြန်လည်းမလုပ်ဘူးဒီတိုင်းကဒီတိုင်းပဲเนาะဘာမှပြောင်းလဲသွားတာမရှိဘူးဒီစာကြောင်းရဲ့အရှိမ do လေးထည့်လိုက်တာပဲเนาะ subject က I we you they plural nouns ဖြစ်နေရဆိုရင်ဘာနဲ့မေးမှာတော့ do နဲ့မေးရမယ်present tense ဆိုတော့ဒီချက်တို့က do ရှိမယ် does ရှိမယ်နောက်ထပ်တစ်မျိုးက does နဲ့မေးရမယ်เนาะ subject တွေက he she it singular nouns ဖြစ်နေရဆိုရင်ရှေ့ကဘာနဲ့မေးရမလဲ does နဲ့မေးရမယ်နောက်က verb ပဲလာမယ် verb ရိုးရိုးပဲရှေ့ကဒီချက်ရှေ့ထားသလိုမျိုးပဲ as လည်းပေါင်းစရာမလို es လည်းပေါင်းစရာမလိုပေါင်းနေခဲ့ရင်လည်းပြန်ဖြုတ်ပေးခဲ့ရမယ်เนาะအဲ့ဒါကိုသတိထားမယ် she likes vegetable သူမကဟင်းသီးဟင်းရွက်ကြိုက်တယ်အဲ့တော့သူမဟင်းသီးဟင်းရွက်ကြိုက်လားလို့မေးချင်တာ she ဆိုတော့ do နဲ့မေးမှာလား does နဲ့မေးမှာလား does နဲ့မေးမယ် does အစင်လိုက်ပဲပြန်ရေးအောင်မယ် she like vegetables ဒီ verb မှာပါတဲ့ s ကဘာလုပ်ခဲ့ရမှာတော့ဖြုတ်ခဲ့ရမှာပြန်ထည့်เสียမလို့တော့ question mark တက်မယ်ဟုတ်ပြီနော်အဲ့တော့သူ့တိုင်းမှန်လားကြည့်မယ် does မေးခွန်းစလုံးလာတယ် subject လာမယ် verb လာမယ် verb ကရိုးရိုး verb ပဲဟုတ်လား s တွေဖြုတ်လာပြန်စစ်မယ် it comes to me ထိုရငါစီကိုလာတယ်အဲ့ဒါငါစီကိုလာတယ်အဲ့တော့ it ဆိုတော့ do it လား does it လား does it ပေါ့ကျန်တာတွေကပြန်ကူးယုံမယ် subject verb မေးခွန်းစလုံးလာတယ် subject လာတယ် verb လာတယ်ဖြုတ်เสียရှိရတယ်ဖြုတ်မယ်ဖြုတ်เสียရှိရဖြုတ်ရတာဆိုလို့ tense နှစ်မျိုးပဲရှိတယ် present tense နဲ့ past tense မှတ်ထားနော်ကျန်တဲ့ tense တွေကစဉ်းစားစရာမလိုဘာမှဖြုတ်เสียမလိုသူတို့ပဲဇယားရှုပ်တာနော်အဲ့တော့ဇယားရှုပ်တဲ့ tense လေးတစ်ခုပဲပါတာအဲ့ဒါကိုကိုကသတိထားမယ်ဒေါ်ဆိုးတဲ့ဒေါ်ဆိုးဘယ်နှစ်ယောက်တော့တစ်ယောက်တည်းဒေါ်ဆိုးတစ်ယောက်တည်းအဲ့တော့ does ဒေါ်ဆိုးကအင်္ဂလိပ်စာသင်တာလားဆိုပြီးတော့ question mark တက်မယ်အဲ့တော့ does မေးခွန်းစလုံး subject လာမယ် verb လာမယ်ဖြုတ်တင်တာလေးဖြုတ်မယ်အဲ့တော့ do does ပါရင် s ကိုရှောင်းလို့မှတ်တာအဲ့ဒီစာကြောင်းတစ်ကြောင်းက do တွေ does တွေပါခဲ့ဆိုရင် s တွေထည့်စရာမလိုဘာဆိုဘာမှထည့်စရာမလို e လည်းထည့်စရာမလို ing လည်းထည့်စရာမလိုသူ့ရဲ့ငကုံမူလအတိုင်းကိုရေးရမယ်အဲ့ဆိုရင်ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲ